ထိုးနှစ်ချိပေါင်းတာတော်တော်ထိုးတာလုံးကြောင့်ဟိုကောင်းလေးထိုးတာတော့မများဘူးကြော့မြန်နေနော်အဲ့လိုပြရမကြောက်နဲ့နာနာတာထိုးနာထိုးတာတော့ကြားတယ်ဟိုကောင်းလေးထိုးတော့မြေကြောက်ဘာလို့လဲဆိုတော့ဒီအမှန်ကန်စစ်ထားတယ်ဆိုတော့ဟိုဘက်ကျတော့စိတ်ချအောင်နော်ဟိုရပါကြဟုတ်လားဒီရှာပြန်ထိုးရတော့မှတင်နေလားကြော့မြန်နေနော်ကြည့်အဲ့လိုပြရမှာအဖီတောင်ပေါ်ပြီအဖီတောင်ပေါ်ပြီတော့ပါဘောဘူးလို့တက်ရှိပြည့်ထက်တော့ရရကြည့်အမလေးဟုတ်တယ်ဘောနေကျွန်တော်ဒီဘာလို့အပေါ်မှာတက်တာလဲအေးပေါ်မှာတော့ရှိရင်နော်ဒီကပြပြန်ကြည့်လို့ချားမှာတော့ကြည့်ချားမှာတော့ဒီကောင်ကဒီလိုလုပ်နေဘာမှဘာအေးအဲ့ဒီဟိုကောင်ပေါ်မှာဘာမှတက်မလာရင်လည်းအကြည့်ထိတ်ရင်လည်းဘာမှမထိုးလေတက်မလာဒီလက်စကတောက်သွားတာမပြောက်သွားရင်ပြန်ထဲသွားပြန်သွားပြီတွေ့တယ်မလားစီဝဲခါလို့ဝဲခါလို့ဝဲခါရောက်ပြီလားနဲ့ကျွန်တော်ကြည့်လိုက်ဒါလေးပြပြလိုက်လိုက်ထဲမိုက်ဖို့နဲ့ထဲထည့်လိုက်တော့အော်ပြီးဆိုချလိုက်တော့ကြာလေးရပါဓာတ်ပုံရိုက်ထားဟောဒါယူတော့ရမှာလေယူတော့သူတို့ပြဆိုတဲ့ခါလေးမရဘူးထုတ်ပြန်အောင်တက်ပုံပြရအောင်ယူတော့မဓာတ်ပုံရိုက်လို့မရအောင်ကုန်ထည့်လိုက်မှမလို့စေးရည်လည်းမရှိတော့ကျို့ထည့်ပြီးအောင်ကွန်ပျူတာနဲ့တွေ့ရကုန်လုံးအတက်လို့မရဘူးလေမင်းတို့နှစ်ချင်းနဲ့ဝင်လို့နှစ်ချင်းမတူဘူးလေပါအပါဘူးဆိုတော့အားချက်နေတယ်ဒီတော့ဓာတ်ပုံလေးတော့ရိုက်ထားတယ်မှာပို့လို့နော်တက်စကဲဒီအလေးပြန်လို့ရတယ်ဒီအလေးနဲ့ထည့်တော့ဒီတော့လားရေရောတော့ပြီးတော့ပြီဟုတ်တယ်နေလို့လိုက်နည်းနည်းလေးတော့စီးပွားပဲစိတ်ရမှာတည်တယ်လားဟုတ်တယ်ကျွန်တော်ဒီမှာရီပါတဲ့ဟာထည့်အောင်ပါကျွန်တော်အောင်ရီလေးထည့်ပြီးပါဦးထည့်ကြည့်ဘေးကြီးထည့်ရမှာတည်တက်အဲ့ဒီနဲ့တရားမလို့အဲ့ဒါမပြောက်ဘူးမို့လားဘယ်လိုမှမပြောက်တော့ဟုတ်တယ်တော်မြင်နော်သူမညာထိုးချရတယ်ပေါ့ငါဟိုကလာယူတော့ကတော့ရောဘူးပြည့်ပါခဏနဲ့အဲ့ပြည့်စုံစီးစွမ်းတက်တယ်ဖိုက်တင်ဖိုက်ကျင်တယ်တချောင်းပေါ်လာဆိုသူတလေဆိုရင်အဲ့ဒီတော့အပူပါတယ်နော်ကျွန်တော်ကလည်းအပူပါတယ်မနေ့ပိုင်းမှာဟိုမရတဲ့လူကျတော့ဟုတ်လားရတာပထမရှိတော့ရပါတယ်မြင်ထမ်းလာရော
ကောင်းရပဲသွားဒီနေ့တက်ပုံလိုက်ပြီ မရောက်လေဒါပါယူပါ ဟုတ်ပြီနော် ကိုယ့်ကိုယူပြီးတော့မှလိုက်ပြရမှာဒီလိုကွဆင်မပြောတယ်လို့ပေါ့မြန်မာကွဆိုအားဒါတော့နည်းနည်းရတယ် ဘောကွယ်မှာ ဒီနေ့ဟိုကျွန်တော်စေးမပါတော့ကြာတယ်မအောင်တာများလားမသိ ဟုတ်ဘူးမောင်ရင်တော့တီထွန်းမှာအဲ့လို မောင်ရင်တချောင်းပါ ဟိုစေးမှာမတက်ဘူးမောင်လေးတက်ဟာဒီဟိုဘက်ကိုစုပ်ဘူးမစုပ်ဘူး လိုက်တယ်ဒီပါသူ့နော် တန်းရရတဲ့ဟာကိုပဲတယောက်ကြည့်ရတယ်ဟမ်တန်းရရတဲ့တယ်ဒီ ဟုတ်လားဘိုးကမှတွေ့ ပြန်ဝင်မှတွေ့မအောင်ဖြူလေး နားပြီ ချိုးဝမ်းရောင်ပဲရှိတယ်ဒီလိုလောက်ပြောတဲ့ခါကျရင် တဲဦးတော့ကျွန်တော်စေးမပါဘူးလားဒါဝေး မဆိုင်ဘူးဒီမနေ့ပိုင်းမှာရှိတဲ့ကိုကြောက်လဲလို့ပဲဒီနေ့လောက်ပြီးတော့ဟောနေတာ ဟုတ်လား ကစားလို့တော့ကြောက်တာပေါ့အဲ့ထိလေးကိုလောက်တော့မရဘူးအဲ့လက်ချေးပါလေပါလာမှာ ထုံးမှာရအားချီတော့ငါထိုးတော့ဆော့ ထိုးတဲ့ခါမှာချဲလို့ပါတော့ဖြစ်တယ်မလားအဲ့ခါမှာတော့ထွက်တဲ့အရေးလေးကိုတောက်ပြီးမှထည့်ပြရတယ်အဲ့လိုရှိတယ် အဲ့ဒါငါတို့ကမပေါ်ဆိုလို့လို့ရမယ်မပေါ်မချင်းလုံနေရမှာတော့ ဟုတ်တယ် ဒီရတော့ ထိုးတယ်နော်တော်တော်နေရှိကိုထိုးတယ် ဟုတ်တယ်ထိုးရနေတော့ ဟိုဒီဘောတဲ့အောက်မှာအတိတောင်းလို့ရမှာ ပြည့်ရှိမလား ရှိတော့တယ်နော် အဲ့လိုတက်တယ်ပြန်ပြီးတော့ ဟ
ဟ
စားပြီးမှလည်းရရင်ကျန်လေးလိုက်ရတယ်အမတရားဘူးရောက်လို့ဆိုတာမတရားဘာလို့လုပ်ပါလဲပြောလို့ရှိရင်ကိုလေးရပြောကြတယ်ကျွန်တော်တို့လာတယ်ကျွန်တော်တို့ကတော့ဟာအဲ့ဒါညီထဲလာတာကမှစိတ်ကမတတ်ဘူးကလေးတွေကညီကိုလို့ညီကူးနေတယ်
ဆက်တုံးမနော်စစ်နိုင်တိတက်တုံးမဟုတ်ပြီလားစစ်နိုင်တိတက်မယ်ဟုတ်လား ဒီဘက်ချိုးပြီးသူလေးမြဆယ်ဖီလေးရ ခုမှရိုက် ဟမ်အဲဂျူဘတ်ဘက် ခုမှရိုက်တာခုမှရိုက်တာအဲ့ ဗီဒီယိုကောပြောနေရဟုတ်ပါ ဟုတ်ဘူးကိုရှောက်ရိုက်တာ ဟာဒါ အေးကွန်ချင်ညာလဲအသက်စင်းပါတော့ မင်း ဟုတ်တယ် 안녕히 가세요. 안녕히 가세요. 집에 있는 사람, 안녕히 가세요. 안녕히 계세요. 안녕히 계세요. 안녕히 가는 사람, 손님이 많아요. 한국에 도착합니다. 우리 성선이요. 야, 원래 근데 여보세요. 세이다. 세이다. 어이. 무죄가 어디에? 너 산님이 야 애치니. 이거. 싸움내로 되면 싸면서 인비다 돼. 내 코디 바이크 비니 형. 샨트야 바이크. 뭐 처음에 나가 저리 왜 태러 그지? 저 살라 왜 태러 힘이 많이 치.
ခါလာတဲ့ခံကြတစ်ခါလာတဲ့ခံကြဆိုလို့ရှိရင်ဒီကစစ်ကြပြီးလို့ဖြစ်ပြီးတော့လို့ပေါ်ပိုက်တဲ့အချင်းချင်းဒါမှမဟုတ်အသက်လူကြီးကအောက်နေတာတွေကိုနှိမ့်ဆက်တယ်စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်တယ်ဆိုပြီးမှတိုက်ကြလို့ရတယ်နော်အားကိုပြပါပြီးတော့နောက်တစ်ခုကလူဟောင်းတွေကတော့ပြင်တယ်အရင်တော့ကလာစဉ်းစားထားရမလို့ရင်းနေတာမရှိဘူးအခုလာစဉ်းစားထားရမလို့ရင်းဖြစ်တော့တာပဲဖြစ်ဖြစ်လာတာပဲဖြစ်ဖြစ်အဲ့လိုလာတာစဉ်းစားထားရစာရွက်နဲ့ပဲဖြစ်ဖြစ် email တော့ကောင်း message တော့ကောင်းမပြီးဘူးဆိုလို့ရှိရင်တစ်ခေတ်အတိုင်းပါလားသိမ်းပါစီအောင်နော်အဲ့ဒါဥပဒေနဲ့အတူတူနေပြီအပြင်မလို့ရောအခုဒီခုနကဒီစက်ကိုဆိုတော့တကယ်လာတာကြတော့18ရက်ကနေတွတ်ပြီးတယ်ဒီဝင်တဲ့ရက်တွေတွတ်ပြီးတယ်လာတာမနည်းအခုဒီမှာအများပြည့်နေတယ်လေတကယ်လောဖိုင်ရတယ်နော်ဒီလောဖိုင်ရဒီလိုမျိုးဒီလိုမျိုးဒါပေမဲ့ပြည့်ကြတယ်အများနဲ့ရှင်းနိုင်တယ်ပြီးတော့ရင်တော့လည်းပဲဆိုတယ်ပြုတ်တယ်ကမင်းနဲ့တော့ပြီးတော့ကမင်းနဲ့တော့လည်းပဲပြုတ်စီတိုင်းလို့ရတော့ဒါမျိုးပဋိဒေဘလို့ဖြစ်တာမျိုးသိပါတယ်ဒီလိုကလာဆက်နေတာပြီးတော့လည်းဘုရားတော့စာရုပ်ကိုကျွန်မကပြောလိုက်တာလေကိုရီးယားလူကိုရီးယားလူဝေါ်ကုမျိုးကျေဆောဝေါ်ကုဆိုတာကပါလေယုံကျေဆောကကြတော့ချက်ပိုင်းပေါ့နော်လာစာရှင်းသားစာရွက်ဝေါ်ကုမျိုးကျေဆောဆိုရောကုမျိုးမျိုးကျေဆောဆိုရောအဲ့လိုလည်းရတယ်โอเคပြီးတော့နိုင်ငံခြားသားကဘယ်လိုပေါ့လဲဟောလိုက်တာဝေတော့မှန်တယ်ပြီးတော့ရုပ်ကောနာကျတော့ passport ကိုတို့ကရုပ်ကောလို့ခေါ်တယ်โอเคဝယ်ခုမျိုးစေစောဆိုရောအဲ့လိုတော့ပြောတတ်တာဆရာမကြီးကိုပဲအားလုံးကူနေဆရာမကထုတ်ပေးနေတယ်နော်မို့ဝေကြည့်မယ်ဆိုတော့တက္ကနာပေါ့ပြောတယ်နော်ကြားတယ်နော်စာတာပါခုထဲမှာနေလို့ရှိရင်တော့အခုဒီဖြစ်မှာဆိုလို့ရှိရင် internet ဖြစ်တဲ့အတွက်ကြောင့်ကိုယ်ပြောပါတာပြင်လဲအများအဆင်ပြေတယ်အရင်ကနဲ့မတူတော့ဘူးတိကျတယ်အဆင်ပြေတယ်ဒါပေမဲ့တရားရဟိုင်လို့တော့ယုံလို့တော့မရအောင်ပေါ့နော်ဒါပေမဲ့လာစာရှင်းသားစာရဲဆိုလို့ရှိရင်ကိုရီးယားလူရိုက်ခဲ့ဒါဆိုလို့ရှိရင်ပေါ်တယ်အတန်ထွက်တယ်အဲ့လိုမျိုးကိုယ်မှလည်းကိုပြောတတ်အောင်ကြိုးစားပါကိုရီးယားစကားကတော့ကိုယ်မှလည်းရမှာပါအများမကြိုးစားကြလို့ကြောက်ကလေးကထောက်ခတ်အောင်မကြိုးစားနဲ့ဘာမှဆိုကိုယ်ဟာနဲ့သူ့အနေထားကြသူ့အချိန်နဲ့သူတင်လိမ့်မယ်အဲ့ဒါကြောင့်စိတ်ဖြစ်စီတော့မနေပါနဲ့နော်မြန်မာတွေကလေခန္ဓာကိုယ်ပင်မတာခံနိုင်တယ်စိတ်ဖြစ်စီမခံနိုင်ကြဘူးအပြီးတော့ပြောစရာရှိသေးတယ်ကိုယ်ဟာနဲ့ကိုယ်မစီရင်နဲ့လို့ကိုယ်ဟာနဲ့ကိုယ်မတက်ကြနဲ့နော်ဟုတ်ပြီနော်ကိုယ်ဟာနဲ့ကိုယ်တက်တယ်ဆိုတာမကောင်းဘူးဘာသာရေးတော့လည်းမကောင်းဘူးပြီးတော့အများစိတ်ဖြစ်စီလို့ရှိရင်တော့အရက်တွေလည်းမတောက်ဘူးအများစိတ်ဖြစ်စီလို့ရှိရင်ငယ်ချင်းကိုကျွန်တော်ဒီလိုရှိတယ်ကျွန်တော်ရေးစားနဲ့ပြတ်သွားတယ်အများစိတ်ဖြစ်စီတယ်စသဖြင့်ပေါ့နော်ဟိုတိုင်ပင်ဆွေးနွေးပါတယောက်နဲ့တယောက်ဟိုဘယ်လိုပြောပါလဲဖေးပါစကားပြောပါဒါမို့ရင်ဒီချင်းဆိုလိုက် over လိုက်နော်ဘာဖြစ်လို့လဲဆိုတော့တကယ်ပြောတာကိုရီးယားမှာမြန်မာလူမျိုးတွေတက်တည်တဲ့လူတွေမနေတော့ဒီနေ့မှာဘယ်လောက်ဘယ်နှယောက်လောက်ရှိလဲနော်ကိုကလည်းကိုတက်တည်နောက်ဆက်တွဲရှိတဲ့လူတွေဒုက္ခရောက်တယ်အရင်တော့အားကြိုဘက်မှာရောက်တာကလည်းတိတ်ခုခဏလေးနော်ဘာဖြစ်လို့အဲ့ဒါကိုပြောလဲဆိုတော့အလုပ်မှာဆိုလို့ရှိရင်ပြင်ပန်းတယ်ပြီးတော့မြန်မာတွေကတော့စိတ်ဖိစီးကမခံနိုင်ဘူးအလုပ်ပြင်ပန်းတာခံနိုင်တယ်အဲ့တော့တက်တည်ကြတယ်ဟိုအားကြိုဘက်မှာဆိုလို့ရှိရင်အခုဆုံးနေလာတယ်တော်တိုင်ဟိုင်ယာအရချင်း힘들었지만 재밌어요. 오케이.
에이 알았지 우리 친구야 예 안녕하세요 안녕하세요. 아 라이브라 에이 우리 유아 들어가고리 알아워 시간이 50분만 있었어 에? 그래야 딕셔너리다 잡이면 되노 이 뭐지 하래 자비 사배시 도와해 노 으야 자러 봐 지금도 한국에서 Đâu có bị bà là. 자 됐어 마비 Xem rồi ca rồi đi chả bao giờ. 네 와야 와래 맞자 또 다 오케이 오케이 헤이 되게 재밌네 콜콜 야로메 내가ပြန်တွေ့ကြတာဗောနော် ဟုတ်တယ်နာ 다시 만나요 တော့ရောက်တဲ့လူတွေငါကြားနေတယ်ဟိုတန်းထီ ငါထဲမှာလေမင်းတို့တယောက်ရှိတယ်သိလားအဲ့လိုလေးနဲ့ဆယ်တော့ကြာဘာမှမညာအဲ့လိုပဲကိုရီးယားယူကအဲ့လိုပေါ်ရကုန်လို့နောက်ပိုင်းကျဟိုလာလေမိုးထောက်ဘလူးလေ 완전히 피바래 စောင်းဟစ်ကြော်လာပါ 에 뼈 အဲ့ကောင်မလေးကဟိုခွန်ရိတ်လိုဘာလို့ကြွေးတယ်အဲ့ဒါကစားတယ်အဲ့ကောင်ကြီးမသိအဲ့လိုလျှောက်တယ်ကိုရီးယားသားတယ်ညင်ညင်လည်းမရှိဒါဘူးဘွေးလားအလုံးလုံးကဆိုပေါ့တဲ့လုံးလုံးလိုက်လို့ဒီနေ့တော့9ရုံတော့နောက်ပိုင်းကျမိတ်ကဆက်ကူဖာနေလို့ဖာတိတိလေးလို့အဲ့နေရတယ် 잔업 줘야지. 맞아요. 너무 힘들어요. 아, 힘드는 거부터 쟤네들은 일해놔서 잔업하고. 예. 저거 일해놔, 이거 해놔, 똑같은 거고. 예. 좋아요? 공 잘 차? 네. 어? 너 축구 잘 차, 공? 네. 어? 어이.
매 푸나가 에피네스만. 야시가. 다 하시다. 매 어버시 에피네스 뭐. 처음에 쉬우가. 지금 뭐가 이거 하던데. 아니 에피네스 요 어버 쉬우네 안 되지. 아 뭐야. 에피네스 미야 미야 말. 아우 말이야. 아이 아저씨. 야 이쪽으로 타야 해? 아이야이야이야. 너좀 때려보냐. 뭘 저거 갈라고. 오케이. 오케이. 뭘 기다렸어? 나 없어요. 어? 마스크 없어? 거기 하나 있잖아. 새 거야. 원장님. 어이, 고마워. 원래 교회에서 술 마셔요. 아이고. 이거 소주 안 맞췄나? 그래. 여기 있습니다. 여기다 짜줘야지. 빨리. 고기 먹고 소주 먹고 물 먹고 맥주 먹고 다 먹고. 이게 4인분이냐? 장기렌트로 장기렌트 23년 100일 아마존카 협찬이었고요. 계속해서 고속도로 상황 알아보겠습니다. 한나 리포터. 네, 추석 연휴를 앞두고 있어서인지 평소 수요일과는 다르게 고속도로도 정체가 심한데요. 특히 서해안 고속도로 서울 쪽으로는 서평택 분기점에서 하이. 원공이
去